ဒီနေ့မထမပဲစကားတစ်ခုကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့နေလေတဲ့အသက်တော်ကြီးနေပါပြီတဲ့ခဏလေးပုံမှန်ဆိုရင်ကိုယ်အသက်ကြီးရလို့မထင်ဘူးပေါ့နော်ဒါပေမဲ့ပြန်ကြည့်လိုက်တော့ okay 35ရဲ့ရောက်နေတာတကယ်ပဲအသက်ကြီးနေရလားဆိုတော့ကြီးရလို့မထင်သေးပါဘူးကိုလေဒါပေမဲ့တခုပြန်ပြီးတွေးမိတယ်ဆိုတော့ okay 30ကျော်ရောက်လာပြီပေါ့နော်30ကျော်ရောက်လာတော့20ကျော်တော့ငါဘာလုပ်ခဲ့လဲ20ကျော်တော့ငါတကယ်ပဲပျော်ခဲ့ရလားလို့ပြန်တွေးမိတော့20ကျော်တော့ငါတကယ်ကိုပျော်ခဲ့တယ်လုပ်ခဲ့တာတွေအများကြီးရှိတယ်ကိုယ့်ရဲ့လူငယ်ဘဝကိုတန်အောင်နေခဲ့တယ်ပေါ့နော်ပြောမယ်ဆိုရင်ကိုလှုပ်ချင်ရတဲ့မလှုပ်ခဲ့ဘူးလားမရှိတလောက်ပဲတခုပဲရှားပါးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆွစ်ဇာလန်သွားတော့ကsky dive လေးလှုပ်ချင်တာပေါ့နော်အဲ့ဒီတော့ငါ sky dive လေးမလုပ်ခဲ့ရဘူးအဲ့တော့နောက်တစ်ခါဆွစ်ဇာလန်ပြန်ရောက်ဖို့ကလည်းမှန်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီတစ်ခုကတော့ live မှာလှုပ်ချင်ရတဲ့မလုပ်ရသေးတာတစ်ခုကြံနေသေးတယ်ဒါပေမဲ့ကိုကလည်းဆွစ်ဇာလန်မှာပဲလှုပ်ချင်တာအဲ့ဒီ sky dive ပြီးတော့လေအဲ့တစ်ခုတော့ကြံတယ်ဒါပေမဲ့အဲ့ဒါကလွဲရင်ကျန်တာအကုန်လုံးကိုလုပ်ခဲ့တယ်ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်ခရီးတွေထွက်ခဲ့တယ်ဗီဇာလေးထားခဲ့တယ်ဗီဇာထားလိုက်တာလည်းမှန်သွားပါဘူးเนาะလူကြီးမှန်သွားတော့အခုတက်ဒီလဲပျော်ပျော်ရွှင်ရွှင်နေရတယ်အဲ့ဒါတော့20ကျော်မှနေရတဲ့20ကျော်မှလုပ်ခဲ့တဲ့ကောင်းတာတစ်ခုရဲ့အခုကတော့အတိအပွင့်ပေါ့အဲ့လိုပဲပြောရမယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်20ကျော်မှအသက်20ကျော်မှလုပ်ငန်းစခဲ့တယ်ပေါ့เนาะMBA တက်တော့ကအကူတယောက်ကပြောတယ်သူကဘာပြောလဲဆိုတော့စီးပွားရေးလုပ်ငန်းစားဖို့ကတဲ့အသက်30ကအကောင်းဆုံးပဲတဲ့အဲ့ဒီစကားကိုအဲ့ဒီကိုနဲ့ပြောတဲ့ချိန်မှာကအသက်က29ဆိုတော့ okay မဖြစ်မနေငါစမရတော့မယ်ပေါ့နော်စမရတော့မယ်ဆိုတော့ကျွန်မဒီဝန်ထမ်းလုပ်နေရင်းနဲ့ကိုဒီခွင်းကျူတွေလုပ်ငန်းလေးကိုစခဲ့တယ်ပေါ့စခဲ့တဲ့အသီးပွင့်ကိုလည်းအခုပြန်ပြီးတော့ခံစားနေရတယ်ကျွန်မမှာအားသာချက်တစ်ခုရှိတာကအရင်တည်းကနေငါအသက်ဘယ်လောက်ကြာရင်ဘာရရမယ်အသက်ဘယ်လောက်ကြာရင်ဘာလုပ်နေရမယ်ဘယ် status ရနေရမယ်အဲ့လိုမျိုးအများကြီးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီရှိတာကအများကြီးကောင်းနေရတဲ့ဘယ်အချိန်မှာဖြစ်သွားလဲဆိုတော့35ကျော်တဲ့နောက်ပိုင်းမှာငါဘာဖြစ်ရမယ်ဆိုတဲ့ target ကချထားတာမရှိဘူးဆိုတော့အခုဘာပဲဆက်လုပ်နေရလဲဆိုရင်20ကျော်မှလုပ်ခဲ့တယ်30ကျော်မှလုပ်ခဲ့တဲ့အရာတွေရောအခုကထပ်ပြီးတော့ grow ဖြစ်ရအောင်ပေါ့နော်အဲ့ဒါတွေကိုပဲဆက်လုပ်နေရတယ်လုပ်နေရင်းနဲ့ကိုကျွန်မဖြုံကြည့်တာ okay နောက်ထပ် target တစ်ခုတော့မကြခင်ရှာတွေးလိမ့်မယ်ပေါ့နော်အဲ့လိုလေးထင်တယ်အဲ့တော့20ကျော်မှတော့ငါလည်းပြော